တစ်ချက်လောက်စိတ်ကူးကြည့်လိုက်ပါခမရမျိုးလေးတစ်မျိုးရဲ့ရဲအရာရှိတယောက်ဆိုပါစို့လမ်းမပေါ်မှာအမြဲတမ်းကန့်နှစ်ချက်မိုင်40ဆိုတဲ့ဥပဒေတစ်ခုရှိပါတယ်အဲ့ဒီအချိန်မှာကားတစ်စီးကမိုင်80နဲ့အရှင်ပြင်းပြင်းမောင်းလာတာကိုခမရတွေ့လိုက်ရတယ်ဒါနဲ့ခမရအဲ့ဒီကားကိုတက်လိုက်တဲ့အခါကားထဲမှာအသက်နေရဆုံးရတဲ့လူနာတယောက်ကိုဆေးရုံအမြင်ပို့နေတာကိုတွေ့လိုက်ရတယ်ဒီလိုအခြေအနေမျိုးမှာခမရအနေနဲ့ဘာဆက်လုပ်ရမလဲဥပဒေအတိုင်းတံငွေဖြတ်မလားဒါမှမဟုတ်လမ်းဖယ်ပြီးတော့ဆေးရုံမြင်ရောက်ဖို့ကူညီပေးမလားအားလုံးပဲမင်္ဂလာပါ Horizon Pedagogy YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဆရာပေါ့ပါဒီနေ့မှာတော့ Letter of the Law နဲ့ Spirit of the Law အရာဥပဒေတစ်ခုကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုပြီးကျင့်သုံးကြမလဲဆိုတာကိုရှင်းရှင်းလင်းလင်းထိထိမိမိတူတူရှင်းပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1 Letter of the Law ပထမတစ်ခုကတော့ Letter of the Law ဥပဒေဤစာသားအတိုင်းပဲဖြစ်ပါတယ်ဒါကိုတော့ဥပဒေကို text ဆိုတဲ့စာသားအတိုင်းတသွေမတင်းလိုက်နာခြင်းလို့ခေါ်နိုင်ပါတယ်ဥပဒေထဲမှာဘယ်လိုစကားလုံးတွေရေးထားလဲအဲ့ဒီအတိုင်းပဲမျက်စိမိတ်လိုက်နာတာဖြစ်ပါတယ်အရေးပြောစကားရဆိုရင်စာအုပ်ကြီးတိုင်းလိုက်လို့တာဖြစ်ပါတယ်ရှေ့ကဥပမာအရာဆိုရင်မိုင်40ကျော်ရင်အပေးရှိတယ်လို့ရေးထားတဲ့အတွက်လူနာပါမပါဒဏ်ငွေရိုက်တာဟာ Letter of the Law ပါပဲနံပါတ်2 Spirit of the Law ဒုတိယတစ်ခုကတော့ Spirit of the Law ဥပဒေရဲ့အနှစ်သာရကိုနားလည်ခြင်းဖြစ်ပါတယ်ဒါကတော့ဥပဒေရဲ့ရည်ရွယ်ချက် intent ကိုကြည့်တာပါဒါဆိုရှင်းလင်းတော့အောင်နောက်ထပ်ဥပမာတစ်ခုတက်ကြည့်အောင်ခင်ဗျားပန်းညံတစ်ခုကလုံခြုံရေးဝင်တဲ့တယောက်ဖြစ်တယ်ဆိုပါစို့ပန်းညံရဲ့အဝေဝမှာခွေးများမဝင်ရလို့ရေးထားတယ်အဲ့ဒီအချိန်မှာမျက်မြင်တယောက်ကသူ့ရဲ့လမ်းပြခွေးနဲ့ပန်းညံတွေကိုဝင်ဖို့ကြိုးစားလိုက်ရင်အဲ့အချိန်ကြီးကိုခင်ဗျားဘယ်လိုဖြေရှင်းမလဲခင်ဗျား Letter of the Law ရဖြေရှင်းမယ်ဆိုလို့ရှိရင်ခွေးမဝင်ရဘူးလို့ရေးထားတဲ့အတွက်အိမ်မွေးခွေးပဲဖြစ်ဖြစ်လမ်းပြခွေးပဲဖြစ်ဖြစ်ပေးဝင်လို့မရပါဘူးဒါပေမဲ့စဉ်းစားကြည့်ပါဒီဥပဒေရဲ့ရည်ရွယ်ချက်ကခွေးတွေကလူတွေကိုအနှောက်အယှက်ပေးမှဆိုလို့ထုတ်ထားတာပဲဖြစ်ပါတယ်လမ်းပြခွေးကတော့လူတစ်ယောက်ရဲ့မျိုးလုံးတစ်ဖွဲ့အကူအညီပေးပို့လာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုပေးဝင်လိုက်တာဟာ Spirit of the Law ကိုကျင့်သုံးတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာမေးစရာတစ်ခုရှိလာပါပြီတခြားသူတွေကသူ့ကြတော့ခွေးပေးဝင်ပြီးငါတို့ကြဘာလို့ပေးမဝင်တာလဲလို့ကွန်ပလင်းတက်လာရင်ဘယ်လိုလုပ်မလဲဆိုတာပါပဲဒီလိုမျိုးအခြေအနေမှာကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့စာနာနားလည်မှု empathy ကအရေးကြီးပါတယ်ဥပဒေရဲ့အနှစ်သာရကိုကျင့်သုံးနေဆိုတာကအခွင့်ထူးခံတာမဟုတ်ပါဘူးတကယ်လို့အပ်နေတဲ့သူကိုကူညီတာဖြစ်လို့ကျန်တဲ့သူတွေကလည်းအတ္တမထားဘဲနဲ့နားလည်ပေးဖို့လိုပါတယ်လူတိုင်းမှာတူညီတဲ့အခွင့်အရေးရှိသလိုအခြေအနေမတူတဲ့သူတွေကိုလည်းဥပဒေကတရားမျှတအောင်ညှိနှိုင်းပေးရတာပဲဖြစ်ပါတယ်ဒါကြောင့် GD Social Studies မှာမိကုန်းနေဖြစ်တဲ့အခါမှာတရားသူကြီးတွေကစာသား letter ထက်ရွေချက်အနှစ်သာရ Spirit ကိုကြည့်ပြီးဆုံးဖြတ်ရတဲ့အခြေအနေတွေရှိပါတယ်ဒီလိုမျိုးအခြေအနေတွေကို Brown v Board of Education 1954နဲ့ Gideon v Wainwright 1963 စတဲ့ Supreme Court cases တွေမှာတွေ့ရပါတယ်ဒီ Supreme Court cases တွေအရဥပဒေဆိုတာဟာလူတွေကိုဒုက္ခပေးဖို့မဟုတ်ပဲအကာအကွယ်ပေးဖို့ပဲဖြစ်ရမယ်ဆိုတဲ့အချက်ကိုသိရှိသွားမှာပဲဖြစ်ပါတယ်ဒီအချက်လေးတွေကိုသိထားရင် civics အပိုင်းမှာအမကောင်းရမှာသိကြပါတယ်အခုလိုစိတ်ဝင်စားစရာသင်ခန်းစာတွေကိုဆက်လက်လေ့လာဖို့ Horizon Pedagogy YouTube Channel လေးကိုလည်း follow လုပ်ထားဖို့မမေ့ပါနဲ့အောင်မရှင်းတာရှိလို့ရှိရင်ခုမှဝင်ရောက်ဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်